လွန်ခဲ့တဲ့22နှစ်အချိန်ကျွန်မအသက်26နှစ်အရွယ်တုန်းကကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုဘယ်လိုပုံစံမျိုးနဲ့စလုပ်ဖြစ်ခဲ့တယ်ဆိုတာလေးကို sharing လေးလုပ်ပေးခြင်းပါတယ်ကျွန်မကတော့ business coach and luxury property consultant ဆွေမြတ်ဟေတီဖြစ်ပါတယ်ရှင်လွန်ခဲ့တဲ့22နှစ်တာအချိန်ကာလတုန်းကကျွန်မအသက်ကလည်း26နှစ်ရှိနေပြီအဲ့ဒီချိန်မှာကိုပိုင်လုပ်ငန်းတစ်ခုခုစလုပ်ခြင်းတယ်ဆိုတဲ့ဟာခဏဖြစ်တယ်ဒါပေမဲ့ဘယ်ကနေစပြီးတော့အလုပ်တစ်ခုစလုပ်ရမယ်မှန်းလည်းမသိဘူးကျွန်မအမေကလည်းကျွန်မအသက်22နှစ်အရွယ်မှာအကောင်းကြီးကနေရုတ်တရက်ဆုံးမသွားတယ်အဲ့ဒီချိန်မှာကျွန်မအဖေကလည်းကျန်းမာရေးလည်းမကောင်းဘူးစီးပွားကလည်းကျနေတဲ့အချိန်ပေါ့နော်စီးပွားရေးအဆင်မပြေတဲ့အတွက်အဖေနဲ့မေအိမ်တော်ကြီးကလည်းအဆင်မပြေဘူးအဲ့ဒီချိန်မှာကျွန်မတို့ကတခုခုနဲ့ရုံးထွက်ရမယ်အလုပ်တစ်ခုခုလုပ်ရမယ်ဆိုတဲ့ဟာကိုခဏဖြစ်တယ်ဒါပေမဲ့အဲ့ဒီခေတ်တုန်းကအခုလိုမျိုး internet တွေ YouTube တွေ Facebook တွေ TikTok တွေထွန်းကားတဲ့ခေတ်မဟုတ်တဲ့အတွက်အလုပ်တစ်ခုစလုပ်မယ်ဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့ဘာစလုပ်ရမှလည်းမသိဘူးတင်ပေးမဲ့လူလည်းမရှိဘူးတွဲခေါ်ပေးမဲ့လူလည်းမရှိဘူးကိုဘာဝါသနာပါလို့ဝါသနာပါတယ်မှလည်းမသိဘူးဆိုတော့အလုပ်တစ်ခုလုပ်ချင်တယ်ဆိုတာဖေကလည်းစီးပွားကြနေတယ်ကျမကြီးလည်းမကောင်းနေဘူးကျွန်မတို့အမျိုးတွေစုံတိုင်းမိသားစုတွေစုံတဲ့အခါတိုင်းမှာမတွေ့တာကြတဲ့အမျိုးတွေကသမီးဘာလုပ်နေလဲကျောင်းတက်နေလားအခုဘာလုပ်နေလဲမေးလိုက်တိုင်းမှာကိုကဘာမှမလုပ်ဘူးမလုပ်သေးဘူးဘာမှမလုပ်သေးဘူးဆိုတော့ကိုကဘာတင်တန်းတက်နေလဲဆိုလဲကိုကဘာတင်တန်းမှတက်နေရမရှိဘူးကျောင်းတက်နေလားဆိုလို့ရှိရင်ကျောင်းကပြီးသွားပြီဆိုတော့အဲ့လိုဘာမှမလုပ်ဘူးပြောတိုင်းမှာကျွန်မကိုမေးတဲ့အမျိုးတွေရဲ့ကိုယ့်ကိုအထင်သေးတဲ့မျက်လုံးတွေဆိုတဲ့ဟာကျွန်မကအဲ့ဒီမျက်လုံးတွေအကုန်လုံးကိုအခုချိန်ထိနှစ်ပေါင်းများစွာအလွတ်ရနေခဲ့တယ်အဲ့ချိန်မှာကျွန်မအမျိုးသားနဲ့တွေ့တယ်ကျွန်မအမျိုးသားကလည်းသင်္ဘောထွက်ခံပြီးဖြစ်နေတော့သူသင်္ဘောတက်သွားတဲ့အခါကျလို့ရှိရင်ကျွန်မကအလုပ်လည်းမရှိဘဲနဲ့စိတ်လေပြီးတော့ဟိုလျှောက်သွားဒီလျှောက်သွားဟိုတငယ်ချင်းနဲ့ဖုန်းပြောဒီတငယ်ချင်းနဲ့ဖုန်းပြောနဲ့စိတ်လေနေမှာဆိုတဲ့အတွက်ကိုသူကအလုပ်တစ်ခုခုလုပ်ပါလားဘာလုပ်ချင်လဲဘာလုပ်တက်လဲဘာစီးပွားရေးလုပ်ချင်လဲဆိုပြီးတော့သူကတွန်းအားပေးလာတယ်ဆိုတော့အဲ့ချိန်မှာလည်းကျွန်မကအလုပ်လုပ်ချင်တယ်ဘာလို့ဆိုအလုပ်မရှိလို့ရှိရင်ဆွေမျိုးတွေကအစားအရန်နှိမ်နေဆိုတဲ့ဟာကိုကျွန်မကသူ့ကိုပြောပြလိုက်တော့သူကလုပ်ချင်တယ်ဆိုလို့ဘာလုပ်ချင်လဲသူတွဲခေါ်ပေးမယ်ဘာလုပ်တက်လဲဆိုတော့ကျွန်မကသူများတွေလိုမျိုးကုမ္ပဏီတွေပိုင်းမှာတွားလုပ်ဖို့ကလည်းအဆက်အသွယ်လည်းမရှိဘူးဘယ်ကစလုပ်အောင်မှလည်းမသိဘူးကိုဘာတက်လဲဆိုတော့ဘာမှမတက်ဘူးဆိုတော့အဲ့မှာအလုပ်ကလုပ်ချင်တယ်လို့ဘာစလုပ်အောင်မှလည်းမသိဘူးလို့ဘာမှလည်းမတက်ဘူးလို့အလုပ်သွင်းပေးမဲ့လူလည်းမရှိဘူးလို့အဲ့နဲ့ဆွေးမြတ်မျိုးသားအဲ့ဒါဆိုလို့ရှိရင်တဲ့တခြားဘာဝါသနာပါလဲတဲ့ကိုဝါသနာပါတဲ့ဟာလေးရောတစ်ခုလုံးကြည့်ပါလားတဲ့လုပ်တတ်တဲ့လောက်နဲ့စလုပ်ရင်းနဲ့တဖြည်းဖြည်းနဲ့တင်သွားနိုင်မယ်တဲ့တဖြည်းဖြည်းကိုယ့်ကိုမှားတာပြင်သွားလို့ရတယ်တဲ့လုပ်တယ်ဘာလုပ်ချင်လဲစတတ်တဲ့လောက်နဲ့စတယ်ဆိုအဲ့ချိန်မှာဆွေးမြတ်အသေးအတန်စဉ်းစားရပေါ့နော်ဆွေးမြတ်ကအလှပဝါသနာပါတယ်ဥမာမိတ်ကပ်လိမ့်တာလိုမျိုးဝါသနာပါတယ် beauty salon လိုမျိုးဝါသနာပါတယ်ဆိုကိုဝါသနာပါတဲ့အလုပ်လေးတွေဆက်တဲ့အလုပ်လေးတွေဘာလို့ရမလဲဆိုစဉ်းစားတယ် beauty salon ဝါသနာပြောပေမဲ့ဆွေးမြတ်ကအဲ့ချိန်တော့ beauty salon ပညာဘာမှမတက်ဘူးမိတ်ကပ်ကလည်းကိုယ့်ဟာကိုလိမ့်တက်ရုံလောက်ပဲလိမ့်တက်တာဆိုတော့ဟိုဆိုင်ပွင့်လာအောင်ကြီးလဲဆွေးမြတ်ဘာမှမလုပ်တတ်ဘူးပေါ့နော်အဲ့နဲ့ဘာဝါသနာပါလဲကိုဘာလုပ်တက်လဲစဉ်းစားရင်းနဲ့ဆွေးမြတ်အဲ့ချိန်တော့ဆွေးမြတ်ဂျင်းတွေမှာအကြာကြီးစော်ပူတာဖြစ်တဲ့အတွက်ဝကျင်တဲ့သူတွေရောပိန်ကျင်တဲ့သူတွေရောကျမကြီးအတွက်တက်တောင့်တက်တာကစားကျင်တဲ့လူတွေရောအဲ့လိုလူမျိုးတွေကိုဆွေးမြတ်ကောင်းကောင်းသင်ပေးနိုင်တယ်ဆိုတဲ့ဟာကိုဆွေးမြတ်သတိရသွားတယ်သတိရသွားတာဖြစ်တဲ့အတွက်ဆွေးမြတ်မျိုးသားကိုဆွေးမြတ်ပြောကြည့်လိုက်တယ်အဲ့ဒါလေးလုပ်ရင်ကောင်းမလားမသိဘူးဒါပေမဲ့တစ်ခါမှတော့အလုံးစမလုပ်ဘူးတော့ဘယ်ကစလုပ်ရမှန်းမသိဘူးဆိုတော့ရတယ်လုပ်ကြည့်မလားလုပ်ကြည့်ကိစ္စမရှိဘူးတိတဲ့လောက်နဲ့စတက်တဲ့လောက်နဲ့စလုပ်ရင်းနဲ့ဖြစ်သွားနိုင်မယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့သူ့ဘက်ကလည်းဆွေးမြတ်ကိုစိတ်ခွန်အားတွေအများကြီးပေးခဲ့တယ်အဲ့ဒါနဲ့ပဲဆွေးမြတ်2005ခုနှစ်မေလ1ရက်နေ့မှာ Ginger Beauty Fitness Training Center ဆိုပြီးတော့အမျိုးသမီးတည်တံ့အားကစားသင်တန်းဂျင်တစ်ခုကိုစပြီးတော့ဖွင့်လှစ်ဖြစ်ခဲ့တာကဆွေးမြတ် Ginger Beauty လန်းစတင်ခဲ့တဲ့ခရီးအစလေးပဲဖြစ်ပါတယ်ခုမှအလုပ်စလုပ်ချင်တယ်ဘယ်ကစလုပ်အောင်မှမသိဘူးကူညီပေးမဲ့လူမရှိဘူးတွဲခေါ်ပေးမဲ့လူမရှိဘူးအဲ့လိုမျိုးပြောတတ်ကြတဲ့သူတွေအတွက်ကိုသိတဲ့လောက်နဲ့စတတ်တဲ့လောက်နဲ့စဒီဘက်ခေတ်မှာဆိုလို့ရှိရင်လေ့လာစရာတွေသင်ယူစရာတွေ YouTube တွေ Facebook တွေ TikTok တွေအဲ့လိုမျိုးတွေမှာကိုဘာသင်ချင်လဲဘာသိချင်လဲဘာတက်ချင်လဲဘယ်လိုစီးပွားရေးကိုဝါသနာပါလဲစသဖြင့်ကိုဝါသနာပါတဲ့စီးပွားရေးကို YouTube မှာပဲရိုက်ထည့် Facebook မှာပဲရိုက်ထည့် TikTok မှာပဲရိုက်ထည့်ရိုက်ထည့်လိုက်တာနဲ့ကိုအလွယ်တကူလေ့လာလို့ရနေပြီဖြစ်တဲ့အတွက်အရန်ကိုလွယ်ကူပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့22နှစ်အချိန်အလုပ်တွေစလုပ်တဲ့အချိန်တော့အဲ့လိုမျိုးတွေလည်းဘာမှမရှိခဲ့တဲ့အတွက်ကျွန်တော်တို့ဒီအလုပ်လုပ်ချင်စိတ်တစ်ခုတည်းရုပ်ထွက်ချင်စိတ်တစ်ခုတည်းမခံချင်စိတ်တစ်ခုတည်းနဲ့စူးစမ်းပြီးလုပ်မယ်ဆိုတော့စိတ်ကလေးတစ်ခုနဲ့ပဲကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုအတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်မရဲ့ channel လေးကို like and follow လေးလုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာဒီတက်ကောင်းတာတွေ
မျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်။